Harry Potter မှာတော့ပေါ့နော်လူတကာကိုအဲ့ကပေါ့ကျောင်းသူတွေကိုစောလို့ရမယ်နည်းလေးကိုပြရမယ်ကဲဒါဆိုလို့ရှင်စရအောင်ကဲပထမဦးဆုံးကိုခေါ်ရဲသူစီကမယ်ကိုသွားပြီးလို့ရှင်တို့ခဏလေးပေါ့နော်ကိုလိုချင်ခဏကိုမျက်နှာကိုပေါ့နော်ကိုလိုချင်တဲ့မျက်နှာကိုရွေးချယ်ခွင့်ရှိပါတယ်အဖေကမြင်များလို့လိုက်ကိုပဲတော်လိုက်မယ်ကဲဒါဆိုရင်ဒီကိုခန်းကိုကသူကိုတခေါ်ရင်ကကြည့်မယ်ပါနော်ဒါဆိုရင်လူကဘသူ့ခွန်ကလည်းအော်တူပြီး I'm hungry ဆိုတဲ့ဒီကောင်မလေးကိုခေါ်မယ်ဒါဆိုရင်သူ့ကို Karen ချီခဲ့ချီရင်သူ့ကိုလေကောင်းတဲ့စကားလေးရင်ပြောပြီးတော့ sorry weight ကိုနှိပ်အောင်ပါနော် weight ကိုအရင်နှိပ်ရမယ်သူ့ကို weight ဒါဆိုရင်သူ Karen ချီပြီးတော့ဂဲဟုံးစီပြန်မယ်ဂဲဟုံးစီပြန်ပြီးတော့သူ့ကိုဒီနားလေးမှာခဏထားခဲ့မယ်ပေါ့နော်ဒါဆိုရင်ကိုက wedding dress ဆိုတာလေးဝယ်မယ်ပေါ့နော်ဒါဆိုအပေါ်လေးကိုခဏတောင်းမယ် wedding dress ကဒီမှာဒါဝတ်ပွားရင်ကဲဟုတ်လို့ကိုပဲ teleportation တွေပဲတောင်းလိုက်ကြမှာပေါ့နော်ပြီးတော့ရင်သူ့ကိုဒီ close ထဲဝင်ပြီးတော့အပေါ်ဆုံးကပေါ့နော်ဝေးအပေါ်ဆုံးကဘာလဲဆို uniform A ဆိုတာလေးဝတ်ပေးမယ်ကဲဝတ်ပွားလို့ရှင်သူ့ကို Karen ချီလိုက်မယ်ချီပွားလို့ရှင် boy home ကိုတာမယ် home boy ပေါ့နော်သူအဲ့ကိုတော့ပွားရင် boy ကိုပြောင်းမယ် boy ပြောင်းပြီးသွားရင်သူ့ကိုအဲ့ကနော်ဒီခဲကလေး wedding dress ဝတ်ခဲကလေးကို Karen ချီလိုက်မယ်ချီပွားလို့ရှင်ခဲကိုပြတ်တော့ပဲခဲကိုပြတ်တော့ပြီးတော့အမြန်ကိုတော့ကမလေးကိုဒီမှာချခဲ့လို့လည်းရတယ်လို့မချခဲ့လည်းရပါတယ်ဒါဆိုရင်ခြေတို့ကဒီကိုတောက်လိုက်မယ်ဒီကိုတောက်ရင်ဟာပါ uniform လေးဝယ်လိုက်လို့ uniform လေးပါဝယ်လိုက်လို့ရှိရင်သူ့အနေနဲ့ဆောက်လို့ရပါပြီဒါလေးကတော့သူ့အနေနဲ့ဆောက်လို့ရတဲ့နည်းလေးပါရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းအကုန်လုံးပေါ့နော်ဒီအကုန်လုံးကိုပြပြသွားချင်ပါတယ်အားလုံးပဲအခုကြည့်ဒီကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ် bye